သုံးစားလို့မရတော့ဒီခက်ကြီးမှာဒီနီးတွေကအသုံးမဝင်တော့ဘူးဆိုပြီးတော့စော်ကားမော်ကားပြောတဲ့သူတွေလည်းရှိတယ်နော်အဲ့တော့ကျွန်တော်တို့ရဲ့နီးတွေစနစ်တွေကဘယ်လိုရှိလဲနော်ကျွန်တော်ရဲ့နီးပညာတွေကကောင်းသေးလားမကောင်းသေးလားဆိုတာကိုလည်းတက်တည်ထူပြခြင်းတယ်ဆိုတော့ငါဒီပြိုင်ပွဲကိုပြိုင်မယ်လို့ဆုံးဖြတ်လိုက်တာဟုတ်ကဲ့ကျွန်တော်ဟိုးတော့ကအားပေးခဲ့တဲ့တငယ်ချင်းတွေမိတ်ဆွေတွေဒီအားကစားပရိသတ်တွေကဒီနေ့အချိန်ထိအောင်ဒီအောင်ခိုင်ဝင်းညူကိုအားပေးနေသေးတယ်ဆိုတော့ကျွန်တော်ကအန်အောလို့မစိုးဘူးကျွန်တော်သူတို့ကိုယ်မေ့နေပြီတောင်ထင်နေတာနော်တကယ်တော့သူတို့ကမမေ့သေးဘူးဗျတကြောဗျာအောင်ခိုင်ဝင်းကြီးချန်ပီယံဖြစ်ပါသေးဆိုဒီလိုပေါ့ဟိုပြိုင်ပွဲတော်မပြန်ရသေးဘူးနော်ဆူတောင်းပေးခဲ့တဲ့သူတွေမြတ်တာပို့တဲ့သူတွေလည်းအများကြီးပဲနော်အဲ့လိုတွေဖြစ်တဲ့အခါကျတော့ဟိုရင်ထဲမှာ feeling လာတာပေါ့နော်ပြန်ရတဲ့အခါပို့ပြီးတော့အဲ့တော့ပို့ပြီးတော့တက်ကြွကြွရှင်ပြိုင်ဖြစ်တယ်ပို့ပြီးတော့စိတ်အာရုံစူးစိုက်မိတယ်ပြီးတော့သူတို့အတွက်ကိုနိုင်ပေးခြင်းခဲ့တယ်နော်အဲ့ဒီတိုင်းလဲဆူတောင်းလေးပြေးသွားတာပေါ့ဟုတ်ကဲ့အသက်45နှစ်အထက်မာစတာတန်းမှာကပထမချန်ပီယံဆုရတယ်ပြီးတော့80 kg နဲ့အထက်အလွတ်တန်းမှာကတတိယဆုရခဲ့တယ်ဗျဟုတ်ကဲ့အစကတော့ကျွန်တော်ကဒီစီးကိန်းပြိုင်ပွဲတွေပြီးတော့တာနဲ့အနားယူဖို့ဆိုပြီးကျွန်တော်တစ်ချက်စဉ်းစားခဲ့ပြီးတော့ဝါသနာကတားမရတော့ပြိုင်ခြင်းစိတ်ကပေါ်လာတယ်အဲ့ဒါနဲ့2013စီးကိန်းပြီးတော့ကျွန်တော်2018ပြီးတော့2020အဲ့ဒီပြည်တွင်းပွဲမောင်မာပြိုင်ပွဲတွေကိုကျွန်တော်ပြန်ပြိုင်မယ်ဆိုပြီးတော့ပြိုင်ခဲ့တယ်အဲ့တော့အဲ့ပြိုင်ပွဲတွေမှာလည်းချန်ပီယံဆက်ရတယ်ဆက်ရပြီးတော့နောက်ပိုင်း2020နောက်ပိုင်းကျတော့ကျွန်တော်တို့ဒီကိုပက်ကာလာတို့เนาะဒီနိုင်ငံရေးအခြေအနေတို့ဖြစ်လာတဲ့အခါကျတော့ကျွန်တော်ပြိုင်ပွဲတွေမပြိုင်ပြတ်တော့ဘူးနားလိုက်တော့တယ်နားလိုက်တာလည်းဒီတိုင်းပဲကိုနေ့စဉ်လေ့ကျင့်ရမယ်လေ့ကျင့်မှုကတော့အများတန်းလေ့ကျင့်ဖြစ်တယ်ပြိုင်ပွဲတွေနားလိုက်တာဒီလိုနဲ့ပဲနားရင်းနဲ့အခုဒီ2026မှာအင်ရှင်ဖြစ်ကျင်းပမယ်ဒီပြိုင်ပွဲဖြစ်လာတယ်ပေါ့ဖြစ်လာတယ်ဆိုတော့ကိုယ်နိုင်ငံမှာရွှေတစိမ့်ရတာဂုံဆောင်တာကကျွန်တော်တို့ကကိုပြည်သူတွေရှေ့မှာမြဝထင်ချပြရတာဆိုတော့ပို့ပြီးတော့အားရကျဉ်တ်တယ်နော်အဲ့ဒီစိတ်ကူးလေးနဲ့လည်းဖြစ်တယ်ပြီးတော့နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဆိုလို့ရှိရင်ဘယ်လိုခေါ်မလဲဆိုတော့အိုးစားဘက်တွေခေါ်တာပေါ့နော်တစ်ချိန်လုံးကရွှေတသိန်းဆိုရှင်တစ်ချိန်လုံးကမောင်မာတွေကိုကျွန်တော်ပြောနေကြစကားအတိုင်းပဲယူသေးကြတယ်လေးစားကြတယ်ပညာကိုတန်ဖိုးထားကြတယ်ညီငယ်မောင်မယ်တွေကရှိတယ်လို့ကျွန်တော်တို့ရဲ့နီးစနစ်ပညာတွေကိုခက်အောက်သွားပြီးသုံးစားလို့မရတော့ဒီခက်ကြီးမှာဒီနီးတွေကအသုံးမဝင်တော့ဘူးဆိုပြီးတော့စော်ကားမော်ကားပြောတဲ့သူတွေလည်းရှိတယ်နော်အဲ့တော့ကျွန်တော်တို့ရဲ့နီးတွေစနစ်တွေကဘယ်လိုရှိလဲနော်ကျွန်တော်ရဲ့နီးပညာတွေကကောင်းသေးလားမကောင်းသေးလားဆိုတာကိုလည်းတက်တည်ထူပြခြင်းတယ်ဆိုတော့ငါဒီပြိုင်ပွဲကိုပြိုင်မယ်လို့ဆုံးဖြတ်လိုက်တာဟုတ်ကဲ့ပြိုင်ပွဲကတော့ဘာရလက်ပဲရကျွန်တော်တို့ကလက်ခံရမှာပဲเนาะကျွန်တော်တို့ကနိုင်လို့ဆိုပြီးအရန်ပျော်တာလည်းမရှိသလိုရှုံးလို့ဆိုပြီးတော့ဒီကြားထဲမှာကျွန်တော်တို့ကဟိုလူအပြစ်ပုံချဒီလိုပြောပုံချငါရှုံးတာသူ့ကြောင့်ဘယ်ဝါကြောင့်ဆိုအဲ့လိုလူမျိုးထဲမှာမပါဘူးเนาะနိုင်လဲကိုကြောင့်ရှုံးလဲကိုကြောင့်ပဲကျွန်တော်တို့အကုတ်ကိုအဲ့လိုတာဝန်ယူတာဝန်ခံထားတယ်အဲ့ဒါကတစ်ချက်ဖြစ်တယ်ဒါပေမဲ့လည်းဒီပြိုင်ပွဲကတာဝန်ကတော်တော်ကြီးတယ်တာဝန်တော်တော်ကြီးတယ်ကျွန်တော်ကဒီနိုင်ငံတကာပြိုင်ပွဲတွေနေတော်တော်ကင်းကွာသွားပြီเนาะကင်းကွာသွားပြီဆိုတော့ဒီနိုင်ငံတကာရဲ့ချန်ပီယံတွေကဒီမှာလာကြပြီဆိုတော့ကျွန်တော်တို့ကသူတို့နဲ့ရင်ဆိုင်မှုတာမဟုတ်ဘူးကိုနဲ့ရင်ဆိုင်မှုတဲ့သူတွေကနားကုန်ကြပြီနောက်တကယ် music တွေတော်ရဲထက်တဲ့ချန်ပီယံနဲ့ရှင်းရဖို့ဆိုတော့ကိုကတော်တော်ခက်ခဲလိမ့်မယ်ဆိုပြီးတွက်ထားတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်ရဲ့
အားပေးတယ်ကျွန်တော်ရဲ့တငယ်ချင်းတွေမိတ်ဆွေတွေကဟိုဒီအကြောင်းကိုသူတို့ကတိတ်ပြီးတော့ထဲထဲဝင်သိမှာမဟုတ်ဘူးသူတို့တည်ထားတာကမောင်မအောင်ခံဝင်းသည်စီဂိမ်းချန်ပီယံဘဝနဲ့အနာယူတာသူပြန်ရင်ချန်ပီယံရမှာပဲအဲ့လိုတွေဖြစ်နေတာအဲ့ဒါလည်းအခုမှမဟုတ်ဘူးကျွန်တော်ဟိုတုန်းက2009စီဂိမ်းချန်ပီယံဖြစ်တုန်းကလည်း2009ချန်ပီယံပြီးတော့ကျွန်တော်နားလိုက်ရတယ်6နှစ်ပေါ့နော်6နှစ်ပြီးတော့2009ပြီးတော့2013နှစ်စီဂိမ်းကျွန်တော်တို့မြန်မာပြည်မှာအေရှင်ကျင်းပတဲ့အခါကျမှကိုကပြိုင်မှုစိတ်ကူးနေပြိုင်လာတဲ့အခါကျတော့သူတို့ကဟာငါတို့တငယ်ချင်းအောင်ခိုင်ဝင်းဒီငါတို့ဆရာအောင်ခိုင်ဝင်းဒီချန်ပီယံဖြစ်တယ်သူပြန်နိုင်မှာပဲဆိုတာဝန်ကြီးအရင်ကြီးတယ်ဒါပေမဲ့လည်းကိုယ့်ရဲ့စူးစမ်းမှုတွေရောကန်တရားရဲ့ကြောင့်ချန်ပီယံပြန်ဖြစ်ခဲ့တယ်အခုကျတော့နှစ်ကအရန်ပြန်ကွာသွားတယ်နှစ်အရန်ပြန်ကွာသွားဆိုတော့ပို၍တာဝန်ကြီးလာတယ်ဘာလို့ကျွန်တော်တို့တဖြည်းနဲ့အသက်အရွယ်တွေအရာအကျလူဖြစ်လာတယ်တက်လူမဟုတ်တော့ကျလူဆိုတာကကျွန်တော်တို့ကတနေ့တစ်နေ့ကျွန်တော်တို့ရဲ့ရုပ်ဆင်းသဏ္ဍာန်ခန္ဓာစိတ်ဓာတ်တွေကတဖြည်းဖြည်းနဲ့ဟိုအိုးလာတာပေါ့ကျလာအဲ့ဒါကိုကျလူလို့ခေါ်တာနော်ဟိုလူငယ်တွေကတော့တရက်ထက်တရက်ပိုးရကောင်းလာတက်လာဆိုကျွန်တော်တို့ကပိုးရကျလာတာအဲ့တော့ကိုကပိုးရကျလာတဲ့သူဖြစ်တဲ့ဟာကပိုးရတက်လာတဲ့သူနဲ့ရှင်းရတာနော်အဲ့ဒီခါကျတော့တာဝန်ကတော်တော်ကြီးလာတယ်အဲ့တော့တငယ်ချင်းမိတ်ဆွေတွေမိဘဆရာသမားတွေထင်ထားတယ်အဲ့ဒီတုန်းကလက်ရှိချန်ပီယံကဟိုတုန်းကလွန်ခဲ့တဲ့10စုနှစ်ကအောင်ခိုင်ဝင်းဆိုတယ်ဒီနှစ်မှာမဟုတ်သေးဘူးအဲ့တော့မဟုတ်သေးတော့ဒီနှစ်မှာကိုချန်ပီယံပြန်ဖြစ်ဖို့ဆိုတာကတာဝန်ကတော်တော်ကြီးတယ်ဒါပေမဲ့လည်းခုနကပြောသလိုကျွန်တော်ရဲ့ကြိုးစားအားထုတ်မှုရဲ့ကန်ကြီးအကျိုးပေါ့ဗျာနော်အဲ့တော့ချန်ပီယံပြန်ဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်ကိုအားပေးနေတော့သူတွေအတွက်ပို့ပြီးတော့ဝမ်းသာမိတယ်ဗျဟုတ်ကဲ့မတူတဲ့အချက်ကတော့ကျွန်တော်ခုနကပြောသလိုပဲစိတ်ခံစားချက်ကဟိုတုန်းကလောက်တော့ရင်ခုန်စိတ်လှုပ်ရှားတာသိမရှိတော့ဘူးနော်ဟိုနိုင်လို့အရန်ပျော်နေတာလားဆိုရင်လည်းအရန်လည်းမဟုတ်ဘူးရှုံးသွားခဲ့ရင်တော့စိတ်ညစ်ဝမ်းနေပြီးတော့ကျွန်တော်ဒီဟာယုံကမပြိုင်တော့ဘူးကွာမကစားတော့ကွာဆိုဒီမှာအဲ့လိုလူစားလည်းမဟုတ်ဘူးเนาะကျွန်တော်ကပြိုင်ပွဲမစခင်နေရတယ်ပြိုင်ပွဲပြီးရင်ငါနောက်နေ့ဘာကစားမလဲဆိုတာကျွန်တော်လေ့ကျင့်ခန်းအစီအစဉ်ရဇရာချပြီးငါအားကစားကန်းထဲမှာပြိုင်ပွဲပြီးရင်ငါအောက်ပိုင်းထိုင်မယ်ဒါမှမဟုတ်ရင်းဟုတ်ကစားမယ်အစီအစဉ်နဲ့ချပြီးသွားပြီးရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေအဲ့ဒီနေ့ကိစ္စအဲ့မှာပြီးခဲ့ပြီအခုဒါကျွန်တော်တို့အင်တာဗျူးဖြေတယ်ဆိုတာကပြန်ပြီးတော့ကျွန်တော်တို့အစားပေါ်ပြီးဖြေနေဘာလို့မနေ့ကတနေ့ကကိစ္စတွေကျွန်တော်တို့ကပြီးဆုံးခဲ့ပြီကျွန်တော်ကမနေ့ဖန်ကိုစစ်ပြီးတော့အားထည့်ပြီးတော့ကိုလှုပ်ဆရာရှင်အလုပ်တွေကိုလုံးမဲ့သူဖြစ်တဲ့အတွက်ပြိုင်ပွဲရဲ့နိုင်ရင်ရှုံးခြင်းကကျွန်တော်တို့ကအရင်အရေးမကြီးတော့ဘူးအဲ့အတွက်ဘာမှထူးခြားသွားတာမရှိဘူးပြီးတော့ထူးခြားသွားတာရှိတာကဘာလဲဆိုတော့ကျွန်တော်ဟိုးတုန်းကတည်းကအားပေးခဲ့တဲ့တငယ်ချင်းတွေမိတ်ဆွေတွေဒီအားကစားပရိသတ်တွေကဒီနေ့အချိန်ထိအောင်ဒီအောင်ခိုင်ဝင်းညူကိုအားပေးနေသေးတယ်ဆိုတော့ကျွန်တော်ကအန်အောလို့မစိုးဘူးကျွန်တော်သူတို့ကိုယ်မေ့နေပြီတောင်ထင်နေတာနော်တကယ်တော့သူတို့ကမမေ့သေးဘူးဗျတကြောဗျာအောင်ခိုင်ဝင်းကြီးချန်ပီယံဖြစ်ပါသေးဆိုဒီလိုပေါ့ဟိုပြိုင်ပွဲတော့မပြန်ရသေးဘူးနော်ဆူတောင်းပေးခဲ့တဲ့သူတွေမြတ်တာပို့တဲ့သူတွေလည်းအများကြီးပဲနော်အဲ့လိုတွေဖြစ်တဲ့အခါကျတော့ဟိုရင်ထဲမှာ feeling လာတာပေါ့နော်ပြန်ရတဲ့အခါပို့ပြီးတော့အဲ့တော့ပို့ပြီးတော့တက်ကြွကြွရှင်ပြိုင်ဖြစ်တယ်ပို့ပြီးတော့စိတ်အာယုံစူးစိုက်မိတယ်ပြီးတော့သူတို့အတွက်ကိုနိုင်ပေးခြင်းခဲ့တယ်နော်အဲ့ဒီတိုင်းလဲဆူတောင်းလေးပြေးသွားတာပေါ့ဟုတ်ကဲ့ဤပညာတွေကတော့အမှန်တိုင်းပြောရရင်ကျွန်တော်လည်းဝန်ခံပါတယ်ဒီနေ့ခေတ်ဤတွေစနစ်တွေပညာတွေကကျွန်တော်တို့ဟိုလွန်ခဲ့တဲ့10နှစ်15နှစ်20ထက်ပို့ပြီးတော့တာလွန်တယ်နော်စားတောက်မှုအပိုင်းစေဝါသုံးဆွဲမှုအပိုင်းလေ့ကျင့်မှုအပိုင်းစစ်ပစ္စည်းတွေအပိုင်းနော်အကြောင်းအလုံးနီးပါးလောက်ကိုကျွန်တော်တို့ခက်တွေတုန်းကထက်တာလွန်တယ်ဒါအမှန်တရားပဲအဲ့ဒါကိုကျွန်တော်တို့တွေကစိတ်ဓာတ်နဲ့လိုက်ရတာအဲ့တော့ဟိုထူးထူးဆန်းဆန်းပဲကျွန်တော်ပြိုင်ပွဲကိုကျွန်တော်တို့ဟိုတယ်ခန်းမှာလည်းသွားနေတဲ့အချိန်မှာတပည့်လေးတယောက်ကသူတက်တော်မှာတင်ဖို့ဆိုအင်တာဗျူးတယ်ဆရာတဲ့ဒီပြိုင်ပွဲမှာဆရာရွှေတစိတ်ရမှာမလားတဲ့ရွှေတစိတ်ရအောင်ကြိုးစားမှာမလားတဲ့အဲ့ကျွန်တော်ပြောခဲ့တယ်ကျွန်တော်ကရွှေတစိတ်ရအောင်ကြိုးစားမှာမဟုတ်ဘူးကျွန်တော်အကောင်းဆုံးဖြစ်အောင်ကြိုးစားမှာနော်ကိုကြိုးစားမှုနဲ့ထိုက်တန်တဲ့စုကိုပဲကိုပြန်လိုချင်တယ်တကယ်လို့ကိုကြိုးစားမှုကနော်10ယောက်ထက်တော့မဝင်ဘူးဆိုရင်ရတယ်ဒါငါရဲ့ကြိုးစားမှုအားနေလို့9ယောက်ထက်တော့မဝင်တာအားနေလို့နော်
အဲ့တော့ဟိုဒုတိယတတိယဆိုဒါကိုယ့်ရဲ့စူးစမ်းမှုပဲပထမရခင်လည်းကိုယ့်ရဲ့စူးစမ်းမှုပဲအဲ့တော့ဆိုလိုတာကဒီပထမရဲ့ဒုတိယရဲ့တတိယရဲ့ထက်ကိုယ်စူးစမ်းမှုနဲ့ထိုက်တန်သောစုကိုပဲကိုပြန်ရခြင်းတယ်အဲ့ဒါကကျွန်တော်ရဲ့စိတ်ရမှန်ပဲကိုယ့်ထက်စူးစမ်းနိုင်တဲ့သူရှိရင်ယူသွားရသွားနော်ကိုကလည်းကိုယ့်ရဲ့စူးစမ်းမှုထိုက်တန်တဲ့စုကိုရခြင်းတယ်ပြိုင်ပွဲတော့ပြီးတော့လို့ရှိရင်အခုနကကျွန်တော်ပြောသလိုပေါ့ကိုယ်ရှုံးချင်းနိုင်ခြင်းကဘယ်သူကြောင့်ဘယ်ဝါကြောင့်ဆိုရင်လက်ညှိုးထိုးပြစ်ပုံချနေလို့ရှိရင်ဘယ်ကျွန်တော်တို့ကအပြစ်မရှိတဲ့သူဖြစ်သွားမှာပေါ့အဲ့တော့ကျွန်တော်တို့ဖျားဟောတရားတိုင်းပြောရလို့ရှိရင်အရာရာဒီကိုကြောင့်ပါပဲကျွန်တော်ကအရေးကြီးတဲ့လို့စိတ်ထက်မှာခံစားရတဲ့ပြိုင်ပွဲဆိုလို့ရှိရင်ကျွန်တော်ကဒီကိုဟန်ပြကွက်တွေကို3-4ထားရှိတယ်တိတ်အရေးမကြီးဘူးလို့ထင်တဲ့ပြိုင်ပွဲဆိုရင်မသုံးဘူးเนาะအဲ့တော့ဒီပြိုင်ပွဲမှာလည်းကျွန်တော်ကအဒီကိုဟန်ပြပေါင်ကားပြီးပြန်တက်တဲ့အကွက်တွေကိုပထမအစတော့သုံးဖို့အစီအစဉ်ရှိတယ်ဒါနဲ့ပြိုင်ပွဲပြိုင်နေရင်းနဲ့အစီအစဉ်တွေကနည်းနည်းကြာလာတဲ့ခါကျကျွန်တော်တို့စင်းတော့မှာသွေးတွေအေးပြီးကြွက်တွေကတက်လာတယ်ကြွက်တွေကတက်လာတော့ကိုပြိုင်ကာနီးအဲ့လို9မိနစ်6မိနစ်လောက်လို့မှကြွက်ကတက်ချင်နေပြီတက်လက်တက်နေပြီအဲ့တော့အားလို့ဒီပြိုင်ပွဲကအရေးကြီးတယ်လို့ဒီကွက်တော့ငါသုံးချင်တယ်တကယ်လို့သုံးလိုက်လို့ကြွက်တက်သွားရင်ငါဘယ်လိုလုပ်မလဲအဲ့တော့မသုံးတော့ဘူးလို့စိတ်ထက်မှာတစ်ချက်ပြန်စဉ်းစားရတယ်စဉ်းစားပြီးတော့ကိုယ့်ရှိမှာပြနေတဲ့သူကတယောက်ပဲကြံတော့တယ်တယောက်ပဲကြံပြီးတော့အဲ့အချိန်မှာကျွန်တော်တော်တော်စဉ်းစားလိုက်ပြီနောက်ထပ်ကိုယ့်ရှိကတယောက်ကဝင်သွားတဲ့အချိန်မှာသူကလည်းတော်တော်အားကောင်းနေတဲ့ခါကျတော့ဟုတ်ပြီကြွက်တက်လည်းမတတ်နိုင်တော့ငါဒီကိုသုံးတော့မယ်ဆိုပြီးတော့အဲ့ဒီအချိန်မှာသုံးမယ်ဆိုပြီးတော့ယတိပြတ်ဆုံးပြလိုက်တာဒါနဲ့ကန်အားလို့ဆိုတာပဲကြွက်တက်တာကြီးမဖြစ်ခဲ့ဘူးအဆင်ပြေပြေချောချောဝေးဖြစ်ခဲ့တယ်ပေါ့ဟုတ်ကဲ့ကိုမြန်မာပြည်အိမ်ရှင်လည်းဖြစ်တဲ့အခါကျတော့ကိုပဲတီးတိုင်လာပြီးအားပေးသလားဆိုတော့အဲ့လိုခံစားရပြီးတော့စိတ်ထက်မှာလေဟိုကြည်နူးမိတယ်เนาะဒီပြိုင်ပွဲတပွဲလုံးမှာရှိတဲ့ပရိသတ်တွေကဒီခါနံပါတ်49အောင်ခိုင်ဝင်းခါနိုင်ဟိုတဲ့ဒီလိုကြီးတွေပဲစူညံနေတော့ကိုယ့်ရဲ့ music တောင်မှာကိုတော်တော်လေးကိုပြန်ပြီးတော့နားထောင်ရတဲ့အတန်နှုံးပေါ့ကို music စောင်းပေါက်ကြီးတွေတဲ့သူတို့ရဲ့ပေးသက်တွေအတန်ကပိုပြီးကျယ်လောင်လွန်းနေတယ်အဲ့တော့ပေးသက်အတန်တွေပဲကျွန်တော်လိုက်ပြပလိုက်တာအဲ့လိုရတာအဲ့တော့တခါလေကြားလို့ရှိရင်ကိုကပေးသက်တွေပြန်မြင်ပြီးတော့စင်မောကသူတို့ပြန်ငေးနေညှစ်နေရတာနော်အော်လို့တော်တော်အားပေးတာပဲလေသူတို့တော့စင်မောတက်လဲဘယ်လောက်များနော်သူတို့တွေဟာနော်အားတက်တယ်ရောရှင်ပြန်ကြလိမ့်မလဲဆိုအဲ့တော့ပေးသက်ရဲ့အားပေးချက်ကဒီတစ်ခေါက်ကတော်တော်ကျန်းတာကျွန်တော်လည်းမထင်မှတ်ထားဘူးအဲ့တော့ဟိုခုနပြောသလိုပေါ့ဟိုပြိုင်ပွဲရဲ့အဆုံးမှာသူတို့အားပေးတဲ့လူတယောက်ကသူတို့အားပေးရကြိုနတ်သွားတယ်ဆိုတော့ကျွန်တော်တို့ကဝမ်းသာပီတိဖြစ်လိုက်တယ်เนาะအဲ့ဒါကကျွန်တော်ရဲ့ပီတိပါပဲ